မင်္ဂလာပါဗျမင်္ဂလာပေါင်းနဲ့ပြည်သူမှာစေကြောင်းဆရာမျိုးTelegram channel free channel လေးကနေပေါ့နော်နှွေးထွေးစွာကြိုဆိုလိုက်ပါတယ်ဒါမနေ့ညနေရတော့ကျွန်တော်ဒီ Telegram မှာတင်ပေးထားခဲ့တဲ့ကိုလေးတကွက်ကောင်းကတော့ကိုလေးဝမ်းချင်းဖောက်သွားခဲ့တယ်ပေါ့နော်ဒီတော့ကျွန်တော်တို့မနက်ဖြန်26ရက်ကြာသာပတေးနေ့မနက်ပိုင်းအတွက်ပေါ့ကျွန်တော်တို့မနက်ပိုင်းအတွက်ထိတ်လိုင်းလေးတွေပြပေးမှာပေါ့နော်အဲ့တော့နည်းနည်းဒီအလင်းအောင်ကတော့ကွယ်နေမှာပေါ့နော်ကျွန်တော်တို့ဒီဘက်ကပြလိုက်ရင်တော့အလင်းအောင်နည်းနည်းကွယ်သွားမှာပေါ့နော်အဲ့တော့ဒီမှာကျွန်တော်ဒီဘယ်ဘက်လက်နဲ့ပဲပြလိုက်မယ်ပေါ့နော်ဒီမနက်ကနန်းဗာဒီကယ်ဒေါင်လိုက်ထက်အောက်ပေါင်းလိုက်ပေါ့နော်ဒီမနက်ကနန်းဗာဒီကယ်ဒေါင်လိုက်ထက်အောက်ပေါင်းခြင်းဒီတက်လို့ရတယ်အဲ့ဒီတက်ဒီကျွန်တော်တို့နက်ခက်ခေါ်တက်နက်ခက်ရှစ်တက်ရှစ်ဒီထိတ်ပေါ့နော်တက်ရှစ်ထိတ်ကိုဒီမှာတက်ထိတ်လို့ချပေးသွားတယ်ဒီမနက်ကနန်း၄ပိတ်နဲ့ဒီမနက်ကနန်း3ညအပိတ်ပေါင်းခြင်းဒီ4ကိုကျွန်တော်တို့နက်ခက်ခေါ်ရင်နှစ်4နက်ခက်နှစ်ဒီထိတ်เนาะ4နှစ်ထိတ်ဒီမှာ26ဆိုပြီးတော့နှစ်ထိတ်နဲ့ချသွားတယ်ဒီမှာ3ညအပိတ်နဲ့6ကျွန်တော်တို့6အပိတ်လေးပေါင်းခြင်းဒီတဲ့